စိတ်သက်ကြနေလားဒါဆိုရင်ဒီ post လေးကတင်အတွက်ပါပဲဘဝမှာအမြဲတမ်းပျော်ရွှင်နေဖို့ဆိုတာမဖြစ်နိုင်ပါဘူးတခါတလေစိတ်သက်ကြတာဝမ်းနေတာအထီးကျန်တာမျိုးတွေခံစားတတ်ပါတယ်ဒါပေမဲ့အဲ့ဒီလိုအချိန်တွေမှာကိုဘလို့ပြန်လဲထူထောင်မလဲဆိုတာကအရေးကြီးပါတယ်အခုနားထောင်နေတဲ့သူလေးတွေထဲမှာကိုရိုင်းကစိတ်သက်ကြနေတယ်ဆိုရင်ဒီ post လေးကိုအဆုံးထိနားထောင်သွားကြည့်ပါကောင်းမွန်တဲ့ positive energy တွေရရှိမယ်လို့ယုံကြည်ပါတယ်အဲ့တော့ကိုကစိတ်သက်ကြနေတယ်ဆိုရင်အဲ့ဒီခံစားချက်တွေကိုလက်ခံလိုက်ပါစိတ်သက်ကြနေတယ်ဆိုတာကိုကိုအရင်ဆုံးဝန်ခံလိုက်ဖို့လိုပါတယ်ငါစိတ်သက်ကြနေတာပါလားလို့သိလိုက်တဲ့အခါမှာအဲ့ဒီခံစားချက်တွေကိုဘယ်လိုဖြေရှင်းရမလဲဆိုတာကိုစဉ်းစားလို့ရလာပါလိမ့်မယ်အဲ့ဒီခံစားချက်တွေကိုဖုံးကွယ်မထားဘဲနဲ့ထုတ်ပြောလိုက်တာကလည်းအကောင်းဆုံးပါပဲအဲ့တော့ယုံကြည်ရတဲ့တငယ်ချင်းတယောက်ဒါမှမဟုတ်မိသားစုဝင်တယောက်ကိုယင်ဖွင့်ပါတကယ်လို့ကိုက introvert ဖြစ်တယ်ဆိုရင်ကိုအနေနဲ့စာအုပ်ထဲမှာကိုရဲ့ခံစားချက်တွေအလုံးကိုချရေးတာမျိုး journaling လုပ်တာမျိုးကလည်းကောင်းမွန်တဲ့နည်းလမ်းပါပဲနောက်ပြီးကိုယူဆိုင်ပါအေးရေးဝအောင်လဲအိပ်ဖို့လိုပါတယ်နော်အဲ့တော့အေးရေးဝအောင်အိပ်ပါကျမရင်းနဲ့ညညွတ်တဲ့အစားအစာတွေလည်းစားဖို့မမေ့ပါနဲ့လေ့ကျင့်ခန်းလည်းပုံမှန်လုပ်ပါကိုလက်လှူရှာမှုလုပ်တာကစိတ်ဖိစီးမှုကိုလျော့နေစေပြီးတော့စိတ်ကြည်လင်လန်းဆန်းစေပါတယ်နောက်ပြီးပတ်ဝန်းကျင်ကိုပြောင်းလဲပါအခန်းထဲမှာပဲအောင်းနေမဲ့အစားအပြင်ထွက်ပြီးတော့လေကောင်းလေတန့်ရှူပါတဘာဝအလှပတွေကိုခန်းစားကြည့်ပါနေအောင်ကြည့်ရတဲ့အချိန်မှာအပြင်ထွက်တာကစိတ်ခံစားချက်ကိုပို့ပြီးတော့ကောင်းလာစေရလေအဲ့တော့ပတ်ဝန်းကျင်ကိုပြောင်းလဲဖို့လိုတယ်အခန်းထဲမှာပဲအမြဲတမ်းမနေပါနဲ့ဝါသနာပါရာကိုလုပ်ပါကိုပျော်ရွှင်စေတဲ့အရာတွေကိုလုပ်ဖို့လိုတယ်အဲ့တော့ဥပမာစာအုပ်ဖတ်တာမျိုးရုပ်ရှင်ကြည့်တာမျိုးတခြင်းနားထောင်တာမျိုးဒါမှမဟုတ်ဝါသနာပါရာအမှုပညာတစ်ခုခုကိုဖန်တီးတာမျိုးလေးတွေလုပ်နိုင်ပါတယ်နောက်ပြီးအကူအညီယူဖို့မကြောက်ပါနဲ့ကိုအနေနဲ့တယောက်ကိုရင်ဖွင့်ဖို့လိုရဲဆိုရင်ရင်ဖွင့်လိုက်ပါတယောက်စီကအကြံဉာဏ်လိုရဲဆိုရင်လိုအပ်တဲ့အကြောင်းကိုအကူအညီရယူပါအဲ့အတွက်မကြောက်ရွံ့ပါနဲ့ကိုတန်မိုးထားပြီးချစ်ခင်ဖို့လည်းလိုပါတယ်ကိုတန်မိုးထားပြီးတော့ချစ်ခင်ပါကိုရဲ့အားသာချက်တွေကိုရှာဖွေပြီးတော့အတိမဲ့ပြုပါမသူမဆိုအားနည်းချက်အားသာချက်ဆိုတာရှိကြတာပဲမလို့ကိုရဲ့အားသာချက်တွေကိုသိရှိပြီးတော့အားနည်းချက်တွေကိုစိတ်သက်ကြစရာအဖြစ်မမြင်ပါနဲ့လူတိုင်းအတိတ်မှာမှားခဲ့ပူပါတယ်အတိတ်ကအမားတွေအတွက်ကိုအပြစ်မတင်ပါနဲ့အဲ့ဒီအမားတွေကနေဘာသင်ခန်းစာရခဲ့လဲဆိုတာကိုပဲစဉ်းစားပါရည်မှန်းချက်အသေးစားလေးတွေကိုလည်းသတ်မှတ်ပါစိတ်ရကြနေတဲ့အချိန်မှာကြီးမားတဲ့ပန်းတိုင်တွေကိုချက်ချင်းမလုံနိုင်သေးတာတဘာဝပါပဲနော်။ဒါကြောင့်မလို့တနေ့တာအတွက်အရာထတာရေချိုးတာအခန်းလေးတန့်ရှင်းလုပ်တာမျိုးလေးတွေမျိုးဒီလိုမျိုးလေးတွေရည်မှန်းချက်အသေးစားလေးတွေစတင်သတ်မှတ်ဖို့လိုတယ်။အကြီးမားမလုပ်ဘဲနဲ့ရည်မှန်းချက်အသေးစားလေးတွေကိုပဲစတင်ပြီးတော့သတ်မှတ်ကြည့်ပါ။ဒီလိုမျိုးရည်မှန်းချက်တသေးလေးတွေကိုပြီးမြောက်အောင်မြင်လာတဲ့အခါမှာကိုယ့်ရဲ့စိတ်ထဲမှာအောင်မြင်မှုခံစားချက်ကိုတဖြည်းဖြည်းနဲ့တည်ဆောက်နိုင်လာပါလိမ့်မယ်။ဆိုတော့ဒီအချက်လေးတွေကိုလုပ်ကြည့်ရင်လည်းကိုယ့်ရဲ့စိတ်ဓာတ်တွေတဖြည်းဖြည်းမြင့်တက်လာပြီးဘဝကိုအကောင်းမြင်စိတ်နဲ့ရင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်။ဘဝဆိုတာအတက်ကြရှိပါတယ်။ခဏတာစိတ်ဓာတ်ကြနေပေမဲ့အဲ့ဒါကိုကြော်လွှားနိုင်တယ်ဆိုတာကိုအမြဲတမ်းယုံကြည်ထားပါ။ဒီ post လေးကအသုံးဝင်နေဆိုရင် share ပေးပြီးတော့သူများတွေကိုလည်းကူညီပေးပါအောင်။အားလုံးပဲနှထောင်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်။